ကျေးဇူးတင်တယ်ပြီးရင်ကျေးဇူးတင်ရတဲ့အကြောင်းရင်းကိုကိုကအနောက်မှာထည့်မယ်ဥပမာขอบคุณကျေးဇူးတင်တယ်ဟုတ်တယ်နော်ဒီတော့ขอบคุณที่ช่วยเหลือขอบคุณที่ช่วยเหลือဆိုတာကကူညီတာขอบคุณที่ช่วยเหลือဆိုလို့ရှိရင်ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့လိုမျိုးအဓိပ္ပာယ်ရမယ်နောက်ထပ်ขอบคุณที่ကိုထွေးတို့ပြန်ယူမယ်ပြီးရင်တရားယောက်ကကိုလှုပ်ပေးတဲ့အရာပေါ့ဥပမာ90ရဲ့3သွားထုပေးတယ်ဆိုပါစို့ပေါ့နော်ขอบคุณที่ไปต่อ90วันให้ขอบคุณที่ไปต่อ90วันให้ไปต่อ90วันဆိုတာကရက်90တုံးသွားထုပေးတာကိုပြောတာဖြစ်ပါတယ်နောက်တစ်လုံးလေးဆေးရုံသွားပြပေးတယ်ဆိုပါစို့နော်ขอบคุณที่พาไปโรงพยาบาลขอบคุณที่พาไปโรงพยาบาลพาไปโรงพยาบาลဆေးရုံကိုလိုက်ပို့ပေးတာနော်ဒီတော့ဆေးရုံကိုလိုက်ပို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တဲ့နောက်ဆုံးအလုံးလေးနော်ပတ်စံလွှဲတာโอนเงินขอบคุณที่โอนเงินให้ขอบคุณที่โอนเงินให้ငွေလွှဲပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီအခုပြောပြနေတာလေးကိုနားလည်သဘောပေါက်တယ်ဆိုလို့ရှိရင်ပတ်စံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုရင်ဘယ်လိုပြောရမလဲ comment မှာရေးခဲ့ပေးပါနောက်ထပ်ဗီဒီယိုမှာဆုံကြမယ်